ကျွန်တော်ကြံခဲ့ရတယ်ဆိုတဲ့အိမ်မက်လေးတစ်ခုပေါ့မနဲ့မိုးလင်းကနေမိုးချို့လို့အိယာဝင်တဲ့အထိနာကျင်စွာနဲ့စောင့်မျှော်နေရတယ်တစုံတစ်ယောက်ကိုပေါ့သူကိုမတွေ့လို့များလားမိန်များမေ့ရောနေသလားအတွေ့နဲ့ပြန်လာမရှိတာမဟုတ်ပဲအပြန်လာမမတ်မိတာဖြစ်မယ်ဆိုပြီးဆက်ဆက်ဆောင်မျောနေရင်ကဘဝကိုရှိဆက်တုံးကပေါ့အိုးမေ့လို့လမ်းကြုံရင်မာလိုက်ချင်ပါသေးတယ်အခြားနေရာမှာပျော်နေလို့များကိုတမင်မိတ်ထားတယ်ဆိုရင်လဲမပြောတဲ့အခါရောပြန်လာမလားလို့မေးလိုက်ခြင်းလို့ပါဘယ်သူနဲ့မှဘယ်အရာကိုဖြစ်ဖြစ်မရှင်ခဲ့မိပါဘူးလို့အားနဲ့ချက်တွေနဲ့အပြည့်မို့နာကျင်စရာတွေပေးတာတော့ကြည်ဖြူစွာယူတယ်ခွင်းလို့တိခနိုင်စွမ်းနဲ့ရိုးသားစွာချစ်ပေးခဲ့မိတာမို့ဘယ်သူနဲ့ရှင်းအဲ့ဒီအရာလေးတော့အနိုင်ရချင်တယ်ပြုံးနေတဲ့အရက်မှာမိတ်နေလို့ပြန်မလာတော့ဘူးလိုက်မလာနဲ့ဆိုလဲဟုတ်ကဲ့ပေါ့အခြားလူနဲ့ပြန်လာလို့မတွေ့ချင်တော့ဘူးဆိုလဲပြေးထွက်ပုံနေမှာပါလို့စကားကြုံလေးပါလိုက်ချင်လို့ပါ